မင်္ဂလာပါကျွန်းစပွဲလေးတွေနဲ့မိတ်ဆက်ပေးခြင်းပါတယ်ကျွန်းစပွဲလေးတွေကျွန်းသားအထူပါဒါလေးတွေကတမလန်းစပွဲပါနော်ဒါလေးတွေကတမလန်းစပွဲလေးကလည်းအထူသားလေးပါနော်ဟုတ်ကဲ့ပါပေလေးကတော့တပင်းနဲ့ကိုလက်မှာပတ်လည်ရှိပါတယ်တမလန်းသားအစ်စ်ပါနော်ဒါလေးကဒီစီကတော့တော်လက်ပါတယ်အစ်စ်နီးပါးကိုတတ်ပါတယ်နော်စေးသားလေးတွေလည်းကောင်းပါတယ်ဒါလေးကတော့ကျွန်းစပွဲလေးပါကျွန်းစပွဲလေးပါနော်ဒါလေးကလည်းတပင်းနဲ့ကိုလက်မှာပတ်လည်အောင်ရှိပါတယ်ကဲပါဒီစီလေးတွေကကျွန်တော်တတ်မှာနော်ဒါလေးကတော့ထမင်းစားကျွန်းစပွဲဝိုင်းလေးပါပေးရတော့3ပေခွဲပတ်တယ်လောက်ရှိပါတယ်ဟုတ်ဒီလေးကတော့ခောက်လို့ပြုလို့လည်းရတယ်အရှင်မှာခောက်ထားမယ်ဆိုရင်လည်းခောက်လို့ရပါတယ်နော်ဟုတ်စပွဲလေးတွေလိုအပ်ရင်ကျွန်တော်တို့နိုင်စဉ်နီး26လမ်း8384မှာလာရောက်အားပေးနိုင်ပါတယ်လူကြီးမျိုးအိမ်မှာပိုရှန်တဲ့ပစ္စည်းတွေလည်းအိမ်နိုင်အောင်လာဝယ်ယူအားပေးပါတော့เนาะဟုတ်ကျေးဇူးတင်ပါတယ်